မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဒီအထိုင်စကနာလေးတွေကျွန်တော်ဒီ hand scanner လေးပေါ့နော်ဒီအောင်လေးရှိန်လေးကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်ဗျကျွန်တော်အထိုင်စကနာချိန်မယ်ဆိုရင်ကျွန်တော်အရင်ဆုံးသူက USB only အသုံးပြုရတဲ့အတွက်ကျွန်တော်တို့ဒီဖုန်းလေးနဲ့ချိတ်ဆက်မယ်ဆိုတော့ဒီကောင် USB ကောင်းပြောင်းလေးတော့ကျွန်တော်တစ်ချက်လိုပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဖုန်းလေးနဲ့တစ်ချက်ထိုးလိုက်မယ်ကျွန်တော်ချုပ်ဖုန်းလေးကကြောင့်ဒီမီးအပြာလေးလေးနေပေါ့နော်ဒါဆိုတော့ကျွန်တော်ချိတ်ဆက်သွားပြီဒီကြားလေးကလည်းအတန်ပြီးတချို့ဖုန်းတွေကကြတော့ကျွန်တော်အဆင်မပြေဘူးဗျဒီမီးအပြာလေးတန်းမလင်ဘူးဒါဆိုရင်ကျွန်တော်ကဒီ setting လေးတွေကိုတစ်ချက်သွားမယ် setting လေးနဲ့သွားပြီးဒီ server မှာကျွန်တော် OTG ဆိုတာလေးကိုရိုက်ချပေးရမယ်ဗျ OTG ဆိုတာလေးကိုရိုက်ချရင်ဒီမှာကြာလာလိမ့်မယ်အဲ့ဒါဆိုရင်ဒီခလုတ်လေးကိုကျွန်တော်တစ်ချက်ဖွင့်ပေးရတယ်ပေါ့နော်ဖွင့်ပေးသွားရင်တော့ကျွန်တော်ဒီမီးလေးလင်းလာလိမ့်မယ်ဗျဒါဆိုတော့ကျွန်တော်ချိတ်ဆက်ပြီးသားဖြစ်သွားပါပြီခင်ဗျပြီးသွားရင်ကျွန်တော်ဒီ hand scanner လေးပေါ့နော် hand scanner လေးကျွန်တော်ချိတ်ဆက်တော့မယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဒီဘူးလေးထဲမှာပေါ့နော်ဒီဇာကိုင်းလေးထဲမှာကျွန်တော်ဒုတိယစာမျက်နှာမှာရှိတဲ့ဒီ barcode လေးနှစ်ခုကိုကျွန်တော် scan လေးဖတ်ပေးရတယ်။ Okay ဒါဆိုတော့ကျွန်တော်ဒီနားမှာမီးအစိမ်းလေးနှစ်ခုလင်းတာနေဒီမီးအပြာလေးတစ်ခုပြောင်းသွားပြီပေါ့နော်။ဒါဆိုတော့ကျွန်တော်တို့ဒီဖတ်ပြီးသွားပြီ။ဒါဆိုမီးတို့ဖုန်းထဲမှာရှိတဲ့ဒီ Bluetooth လေးတွေကိုကျွန်တော်ဆက်သွားပေးရမယ်။ Okay ဒါဆိုတော့ကျွန်တော်ဒီမှာဒီ scanner HID ဆိုတာလေးကိုတက်လာပြီ။တက်လာရင်ကျွန်တော်တစ်ချက်နှိပ်ပေးရမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ချိတ်ဆက်သွားပြီပေါ့နော်။ကျွန်တော်တစ်ချက်ချမ်းဖတ်ပြပါမယ်ဗျ။ဟုတ်ကဲ့ချက်လိုက်တော့နော်ဒီဒါဆိုတော့ဒီ scan ဖတ်ထားတဲ့ဒီမဲ့ကုတ်လေးတစ်ချက်ပေါ်လာပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါပြီခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းကျွန်တော် comment ကနေချက်မေးသွားလို့ရပါတယ်ခင်ဗျ